အားလုံးပဲမင်္ဂလာပါ Wisdom Wave မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ channel လေးကနေကမ္ဘာကျော်စာအုပ်ကောင်းများစွာရဲ့ဆိုလိုရင်းကို message တွေကိုအနှစ်ချုပ်ပြီးအချိန်အနည်းငယ်ပြီးုံနဲ့နားလည်သဘောပေါက်နိုင်အောင်အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့နားဆင်လိုတဲ့စာအုပ်လေးတွေရှိရင်လည်း comment မှာစာအုပ်နာမည်လေးရေးထားပေးခဲ့နိုင်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့ Michael Chapman ရေးသားထားတဲ့50 Positive Habits Transform Your Life ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်လူဘဝဆိုတာရည်စည်းကြောင်းနဲ့တူပါတယ်။နေ့စဉ်လှုပ်ဆောင်နေတဲ့အလေးအကျင့်တွေကရည်စည်းကြောင်းကိုဘယ်ဘက်ကိုဥတည်သွားမလဲဆိုတာကိုဆုံးဖြတ်ပေးပါတယ်။သင်ဟာကိုယ့်ရဲ့လက်ရှိဘဝပုံစံနဲ့ကြီးနှံမှုမရှိဘဲစိတ်ဖိစီးမှုတွေတုံ့ဆိုင်မှုတွေနဲ့အပြတ်တဘောဆောင်တဲ့အလေးအကျင့်တွေကြားမှာပိတ်မိနေတယ်လို့ခံစားနေရပါသလား50 Positive Habits Transform Your Life စာအုပ်မှာတော့အရေးကြီးဆုံးပြောင်းလဲမှုတွေဟာအကြီးမားဆုံးဆုံးဖြတ်ချက်တွေကနေမဟုတ်ပေနေ့စဉ်လှုပ်ဆောင်တဲ့အသေးငယ်ဆုံးအလေးချင်းကောင်းတွေကနေစတင်တာပဲလို့ဆိုထားပါတယ်။ဒီစာအုပ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ဘဝရဲ့ရှုပ်ထွေးပွေလီမှုတွေကိုရင်ဆိုင်ဖြေရှင်းပြီးပိုပြီးပျော်ရွှင်တဲ့ပိုကျန်းမာတဲ့ပိုအောင်မြင်တဲ့ဘဝကိုတည်ဆောက်နိုင်ဖို့အတွက်အခြေခံအုတ်မြစ်ဖြစ်တဲ့အလေးအကျင့်ကောင်း90ကိုလေ့လာကြမှာဖြစ်ပါတယ်။စာရေးသူကိုယ်တိုင်အပြတ်တဘောဆောင်တဲ့အခြေအနေတွေကနေရုန်းထွက်ခဲ့ပုံကိုမျှဝေထားရင်အကောင်းမြင်စိတ်ရဲ့စွမ်းအားဟာဘလို့ခွန်အားဖြစ်စေတယ်ဆိုတာကိုအလေးပေးဖော်ပြထားပါတယ်။တိမ်တွေဖုံးပြီးမူးပွဲကျနေတဲ့မနက်ခင်းတစ်ခုမှာကောင်းကင်တစ်ခုလုံးမဲမောင်နေသလိုမတ်ရဲ့စိတ်ခံစားချက်တွေကလည်းလီးလံထိုင်မိုင်းနေပါတယ်။မတ်ကစပွဲမှာထိုင်ပြီးကောင်းကင်ကိုမော့ကြည့်ရင်သူ့ဘဝကဘလို့လုံးတလောက်တောင်ခက်ခဲသွားရတာလဲလို့တွေးမိခဲ့တယ်။ငယ်ငယ်တုန်းကလူကြီးဖြစ်လာပြီဆိုရင်မိခွန်းတွေအားလုံးအတွက်အဖြေတွေအမြင်ရှိတယ်လို့သူထင်ခဲ့တာပါ။ဒါပေမဲ့လူကြီးတယောက်ဖြစ်နေတဲ့မတ်ကအခုတော့သူဝမ်းနေနေတယ်တန်ဖိုးလည်းမရှိသလိုလမ်းပြောင်းနေတယ်လို့ခံစားနေရပါတယ်။နောက်တော့မက်ဆီရဲ့ဘဝကဒီထက်ပိုဆိုးလာနိုင်မှာမဟုတ်ဘူးဆိုရင်ဘာလို့သူ့ရဲ့သဘောထားကိုမပြောင်းလဲဘဲနေရမလဲလို့တွေးမိပြီးတခုခုကိုပြောင်းလဲပြီးစူးစမ်းရမယ်လို့ဆုံးဖြတ်လိုက်ပြီးပထမဆုံးအနေနဲ့မတ်ဟာပိုပြီးအကောင်းမြင်တတ်ဖို့အတွက်စူးစမ်းခဲ့ပါတယ်။သူ့ရဲ့အတွေးတွေကိုတိုက်ခိုက်မဲ့အစားအဲ့ဒီအတွေးတွေကိုစောင့်ကြည့်ခဲ့တယ်။သူ့ရဲ့အတွေးတွေဟာဘလောက်အဆိုးမြင်ပြီးသူ့ကိုဘလို့အားနည်းစေတယ်ဆိုတာကိုမြင်လာရတယ်။ဒါနဲ့သူကဘာလို့ဒီအတွေးတွေကငါ့ကိုထိန်ချုပ်ခွင့်ပေးထားရမှာလဲလို့ကိုမိကွန်းပြန်ထုတ်ပြီးဘဝကမပြီးဆုံးသေးသရွေ့သူ့ရဲ့အတွေးတွေကိုပြောင်းလဲဖို့ကြိုးစားရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာမတ်ဟာပထမဆုံးအကြိမ်အဖြစ်သူ့ရဲ့စိတ်ကိုအိမ်မက်တွေကိုပြန်ပြီးစိတ်ကိုပုံဖော်ကြည့်လိုက်ပါတယ်။မျက်လုံးတွေကိုမှိတ်ပြီးသူ့ရဲ့တသက်တာအိမ်မက်ဖြစ်ခဲ့တဲ့အောင်မြင်တဲ့ဗန္နာရေးလေးလာဆန်းစစ်သူအဖြစ်စင်ပေါ်မှာဂုဏ်ယူစွာရက်ပြီးဆုလက်ခံနေတာကိုမြင်ရောက်နေခဲ့ပါတယ်။သူပိုပြီးစိတ်ကိုရှင်လေးလေးအဲ့ဒါကတကယ်အဖြစ်ပြက်လို့ခံစားလာရလေးလေးပါပဲ။မတ်ဟာသူ့ရဲ့အိမ်မက်တွေကိုစိတ်ကိုရှင်နေုံနဲ့ရပ်တန့်မနေပဲသူ့ဘဝကိုတိုးတက်ဖို့အတွက်သေးငယ်တဲ့ခြေလမ်းတွေစတင်လျှောက်လန်းခဲ့ပါတယ်။ဒီအလုပ်ကိုမကြိုက်ဘူးဒါဆိုဒီအလုပ်ကနေပြောင်းဖို့ကြိုးစားမယ်။ဒါမှမဟုတ်ပျော်ရွှင်မှုမတွေ့မချင်းပိုကောင်းလာတယ်လို့မခံစားရမချင်းကိုပြောင်းလဲမယ်လို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူဟာတင်းငယ်တဲ့လှုပ်ဆောင်မှုတွေဖြစ်တဲ့အဝိရှော်တာအလောက်ခွင်မှာခက်ခဲတဲ့အလုပ်တစ်ခုကိုပြီးမြောက်အောင်လုပ်တာဒါမှမဟုတ်စာအုပ်တွေကိုတည်တည်ချာချာအစီအည်ထားရှိရမျိုးတွေလုပ်ခဲ့ပါတယ်။ဒါတွေဟာကြီးမားတဲ့အောင်မြင်မှုတွေမဟုတ်ပေမဲ့သူရှေ့ဆက်နေတယ်ဆိုတာကိုပြသနေတာပါ။တခါတလေမှာသူနေ့တစ်နေ့ကိုဖျက်ဆီးနိုင်ုံနဲ့တင်အောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာကိုကိုတတိပေးနိုင်ခဲ့ပါတယ်။အရာအားလုံးကအမြဲတမ်းလွယ်ကူနေတာတော့မဟုတ်ပါဘူး။တပတ်မှာသူ့အထက်အရာရှိကကုမ္ပဏီဆာဗာပေါ်မှာဒေတာတွေတင်ဖို့အတွက်ကိုညွှန်ကြားခဲ့ပါတယ်။မတ်ကမှားယွင်းစွာလုံးမိပြီးအရန်စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လက်လျှော့လိုက်မဲ့အစားဘာကြောင့်ဒီလိုဖြစ်ခဲ့တယ်ဆိုတာကိုမေးခွန်းတွေပြန်မေးခဲ့ပါတယ်။မေးခွန်းတွေမေးဖို့ကြောက်ရွံ့တာကိုသူနားလည်ခဲ့တယ်။ဘာလို့လဲဆိုတော့သူကလူတွေပြက်ရယ်ပြူစရာဖြစ်မှာကိုမလိုလားလို့ပါ။နောက်တနေ့မနက်မှာမတ်ကတတိရှိရှိနဲ့သူ့အထက်အရာရှိကပေးခဲ့တဲ့အလုပ်တာဝန်ကိုပြန်ရှင်းပြဖို့အတွက်ကိုတောင်းဆိုခဲ့တယ်။သူ့အထက်အရာရှိကလည်းစိတ်ရှိလက်ရှိနဲ့ရှင်းပြပြီးရှင်းလင်းတဲ့ညွှန်ကြားချက်တွေကိုပေးခဲ့ပါတယ်။မတ်ဟာအဲ့ဒီအလုပ်ကိုတနားရီအောင်မကြပဲအောင်မြင်အောင်လုပ်နိုင်ခဲ့ပါတယ်
အဲ့ဒီအချိန်အခိုက်အတန့်မှာသူကပြဿနာတွေဟာစိတ်ပူနေုံနဲ့ပြောင်းမသွားဘူးဆိုတာကိုသင်ခန်းစာရခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Max ဟာသူ့စိတ်ထဲကိုအကောင်းမြင်တဲ့စိတ်ကူးယဉ်မှုတွေနဲ့အပြုသဘောဆောင်တဲ့အသွေးတွေဖြည့်နေစေဖို့အတွက်အလေးအကျင့်တစ်ခုလုပ်ခဲ့ပါတယ်။စိတ်ကစိတ်ဖြတ်အားငယ်မှုစီကိုလမ်းမသွားတဲ့အခါမျောလင့်ချက်နဲ့ပြန်ဆွဲထုတ်ခဲ့ပါတယ်။ကောင်းမွန်တဲ့အတွေ့တစ်ခုကနောက်တစ်ခုကိုဥဆောင်နိုင်ပြီးရှေ့ဆက်ဖို့ခွန်အားပေးနိုင်တယ်ဆိုတာကိုသူသိခဲ့ပါတယ်။ဒါပေမဲ့စန့်ကျင်ဘက်မှာလည်းအစိုးမြင်တဲ့အတွေ့တစ်ခုကိုခွင့်ပြုလိုက်ရင်မကြခင်မှာပဲအဲ့ဒါကတိုးပွားလာပြီးပိုပြီးမျောလင့်ချက်မဲ့တဲ့အထဲကိုဆွဲချသွားနိုင်တယ်ဆိုတာကိုလက်ခံလာနိုင်ခဲ့ပါတယ်။ရွေးချယ်ခွင့်ကမက်ဆီရဲ့လက်ထဲမှာပဲအမြဲတမ်းရှိနေတယ်ဆိုတာကိုသူသဘောပေါက်ခဲ့ပါတယ်။ကျွန်တော်တို့အားလုံးအတွက်လည်းအတူတူပါပဲ။ကျွန်တော်တို့အပြုသဘောဆောင်တဲ့အတွေးတွေကိုရွေးချယ်တဲ့အခါပိုကောင်းပြီးပိုတောက်ပစေတဲ့အနာဂတ်ကိုရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။မတ်ဟာသူ့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲရုံနဲ့ပြီးဆုံးမသွားခဲ့ပါဘူး။သူဟာသူ့ရဲ့ခံစားချက်တွေကိုလည်းဂရုစိုက်ဖို့လိုအပ်တယ်ဆိုတာကိုသိလာခဲ့ပါတယ်။မတ်ဟာတနေ့မှာဇနီးဖြစ်သူအိုင်ရန်နဲ့ပြင်းပြင်းထန်ထန်ရန်ဖြစ်ပြီးတဲ့နောက်သူအရင်ကတခါမှမခံစားဘူးခဲ့တဲ့စိတ်ခံစားမှုအရာထိခိုက်မှုတွေနဲ့တုန်လှုပ်ခြောက်ခြားနေတဲ့အခြေအနေတစ်ခုကိုရောက်ခဲ့ပါတယ်။ရန်ပွဲကသေးငယ်တဲ့အရာတစ်ခုဖြစ်တဲ့အိတ်ခံကျမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့အဝတ်အစားတွေလိုမျိုးအရေးမကြီးတဲ့အရာတစ်ခုကနေစခဲ့တာပါ။မတ်ကအရန်ဒေါသထွက်သွားပြီးသူမခံနိုင်တော့ဘူးလို့အော်ဟစ်ခဲ့ပါတယ်။အိုင်ရင်းကဘာမှမပြောဘဲအခန်းထဲကနေတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။သူမရဲ့တိတ်ဆိတ်မှုကသူ့ကိုပိုပြီးစိတ်ဆိုးစေခဲ့ပြီးမတ်ကမရည်ရွယ်ပဲနာကျင်စေတဲ့စကားတွေပြောရင်းလိုက်သွားခဲ့ပါတယ်။နိုင်အနှဲငယ်ကြပြီးတဲ့နောက်မှာအိုင်ရင်းဟာအိတ်တလုံးနဲ့တငင်ချင်းတယောက်စီတွားနေဖို့အတွက်အိမ်ကနေထွက်သွားခဲ့ပါတယ်။မတ်ဟာဘသူမှမရှိဘဲခြောက်သွေ့နေတဲ့အိတ်ခမ်းထဲကိုလှည့်ပတ်ကြည့်ပြီးနာကျင်မှုကိုခံစားလိုက်ရပါတယ်။နောက်ဆုံးမှာရန်ဖြစ်တာဟာအဝေးလျှော်တာနဲ့မဆိုင်ဘူးဆိုတာကိုသူနားလည်ခဲ့ပါတယ်။သူဒေါသထွက်နေတာကသူ့အလုပ်အပေါ်သူ့ရဲ့ငွေကြေးပြဿနာတွေအပေါ်ပြီးတော့ခင်ဗျားတယောက်အနေနဲ့သူတာဝန်မကျေဘူးဆိုတဲ့ကြောက်ရွံ့စိတ်ကြောင့်ပဲဖြစ်ပါတယ်။အိုင်ရင်းမှာလည်းဝမ်းနည်းမှုတွေစိတ်မကောင်းဖြစ်စရာအခြေအနေတွေရှိနေခဲ့ပါတယ်။သူမရဲ့ရင်းနှီးတဲ့တငယ်ချင်းတယောက်ကအရန်ဖျားနေတယ်ဆိုတာကိုအခုမှသိခဲ့ရပြီးသူမရဲ့စိတ်ခံစားချက်တွေကိုမျိုးတိတ်ထားခဲ့ပါတယ်။နှစ်ယောက်စလုံးကစိတ်ခံစားမှုအသီးသီးရှိနေကြပေမဲ့သူတို့ရဲ့စက်မှန်တဲ့ခံစားချက်တွေကိုမဝေမျှခဲ့ကြပါဘူး။ဒါကြောင့်အဲ့ဒီနာကျင်မှုကနေဒေါသအဖြစ်နဲ့ပောက်ကွဲထွက်လာခဲ့ကြတာပါ။မန်ဟာသူ့ရဲ့စိတ်ခံစားမှုတွေကိုဖြည့်ရှင်းမှုအတွက်အလုပ်ကနေ2 ပတ်အနားယူခဲ့ပါတယ်။သူဟာအရာအလုံးအဆင်ပြေသလိုဟန်ဆောင်နေတာထက်စိတ်ခံစားချက်တွေကောင်းနေဖို့အတွက်အချိန်လိုတယ်ဆိုတာကိုသိခဲ့ရပါတယ်။သူအနားယူနေတဲ့အချိန်မှာရိုးရှင်းတဲ့အရာတွေဖြစ်တဲ့တရားထိုင်တာလိုမျိုးအသက်ရှူလေ့ကျင့်ခန်းတွေလမ်းလျှောက်တာတွေလိုမျိုးတွေနဲ့စိတ်ကိုအနာပေးခဲ့ပြီးကိုယ်ဘာခံစားနေရတာလဲဘာကြောင့်ခံစားနေရတာလဲဆိုတာတွေကိုပြန်ပြီးသုံးသပ်နေခဲ့ပါတယ်။စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားခြင်းကနောက်ပိုင်းမှာပိုဆိုးစေတယ်ဆိုတာကိုမတ်ကသိခဲ့ရပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုယူသားပါလိုအပ်တဲ့အခါအနာယူပါစိတ်ခံစားမှုဆိုင်ရာနာကျင်မှုတွေကိုလျစ်လျူမရှုပါနဲ့ဒီလိုလှုပ်ဆောင်ချက်အပြင်မတ်ဟာလည်းအိုင်ရန်နဲ့သူ့ရဲ့ဆက်ဆံရေးကိုဖြည်းဖြည်းချင်းပြန်လည်အဆင်ပြေအောင်ကုစားနိုင်ခဲ့ပါတယ်။ဒီနေ့မှာမတ်ဟာသူ့ရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဂျွန်ကိုဘလို့လို့အမြဲတမ်းကြမ်းမာပြီးတက်တက်ကြွကြွအားအင်အပြည့်နဲ့ရှိနေရတာလဲလို့မေးဖြစ်ခဲ့ပါတယ်။ဂျွန်ကပြုံးပြီးဘာလျှို့ဝှက်ချက်မှမရှိဘူးလို့ပြောပါတယ်။သူဟာကျမ်းမာကြံ့ခိုင်မှုကိုသူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ရိုးရိုးရှင်းရှင်းသတ်မှတ်ထားလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီစကားက Max အတွက်နက်နဲတွေးတောစရာဖြစ်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ Max ဟာနှစ်ပေါင်းများစွာကျန်းမာရေးပြဿနာတွေရှိခဲ့ပါတယ်။ကိုယ်လေးချိန်များပြီးမကြာခဏဆိုသလိုအသက်ရှူရတာခက်ခဲတဲ့အတွက်လမ်းလျှောက်တာတောင်သူ့အတွက်ခက်ခဲနေခဲ့ပါတယ်။တနေ့ကိုပန်းတီးတစ်လုံးစားခြင်းကဆရာဝန်နဲ့ဝေးစီတယ်ဆိုတဲ့ရှေးရိုးစကားကိုသူကြားဘူးခဲ့ပေမဲ့နားမလည်ခဲ့ပါဘူး။ဒါပေမဲ့အခုတော့ဒါဟာပန်းတီးအကြောင်းသက်သက်မဟုတ်ဘူးဆိုတာကိုသူနားလည်ခဲ့ပါပြီ။ဂျွန်ဟာသူ့ရဲ့နေ့စဉ်ပြုလုပ်လေးရှိတဲ့အလေးအကျင့်၅ခုကိုမတ်ကိုပြောပြခဲ့ပါတယ်။
မနက်တိုင်းအိပ်ယာထားတဲ့အခါမှာခန္ဓာကိုယ်ကိုမိနစ်အနည်းငယ်ဆန်ထုတ်တယ်။ကြွက်သားတွေကိုဖြေလျှော့ပြီးတနေ့တာအတွက်ပြင်ဆင်တယ်။ပြီးရင်နိုင်ဝက်ကြအောင်ပြေးတယ်။ဒါကိုပင်ပန်းတဲ့အလုံးလို့သူမသတ်မှတ်ဘဲနဲ့ပျော်စရာကောင်းတဲ့အချိန်တွေဖြစ်အောင်လုပ်ခဲ့တယ်။တခါတလေမှာတငယ်ချင်းတွေနဲ့အချင်းချင်းစိန်ခေါ်ပြီးအပြေးပြိုင်ကြပါတယ်။ဂျွန်ဟာပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်စေဖို့အတွက်ရိုးရှင်းတဲ့နီလန်းတွေကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်။အလုတ်ကိုကားမောင်းပြီးသွားတဲ့အခါပူပြီးလမ်းလျှောက်ရအောင်ရုံးနဲ့ဝေးတဲ့နေရာတစ်ခုမှာကားရက်ပြီးလမ်းလျှောက်သွားပါတယ်။နေ့တိုင်းထက်ခါတလဲလဲလှုပ်ဆောင်တဲ့အဲ့ဒီသေးငယ်တဲ့ခြေလမ်းတွေကနေကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။မက်စ်ကတော့သူ့ရဲ့မနက်ခင်းတွေမှာဝတ်သားကြော်နဲ့ဥတွေပါတဲ့နနက်စာနဲ့စတင်ပါတယ်။ပြီးရင်ရေအမြန်ချိုးပြီးအလုတ်သွားတဲ့အခါလမ်းလျှောက်စရာမလိုအောင်အဆောက်အုံဘေးမှာပဲအမြဲတမ်းကားရက်ပြီးအချိန်မရှိဘူးလို့ပြောခဲ့ပေမဲ့တကယ်တမ်းကတော့စူးစမ်းအားထုတ်မှုမလုပ်ခဲ့တာပါပဲ။ဂျွန်ဟာသူ့ရဲ့ကောင်းမွန်တဲ့ကျန်းမာရေးအလေးချင်းတွေနဲ့အတူငယ်ရွယ်ပြီးနှုတ်ပြိုနေတယ်လို့ထင်ရပေမဲ့မက်စ်ကတော့သူ့ရဲ့အသက်အရွယ်ထက်တောင်ပိုပြီးကြီးနေတယ်လို့ဖြစ်နေပါတယ်။ဂျွန်ဟာတည်ငြိမ်မှုနဲ့ယုံကြည်မှုရှိပုံရပြီးမက်စ်ကတော့မကြာခဏဆိုသလိုစိတ်တို့စိတ်ဖိစီးပြီးပင်ပန်းနွမ်းနယ်နေတယ်လို့ထင်နေရပါတယ်။ဒါတွေကကံကောင်းကံဆိုးတာနဲ့မဆိုင်ပါဘူး။နေ့တိုင်းထက်ခါတလဲလဲလှုပ်ဆောင်တဲ့လူနေမှုပုံစံရွေးချယ်မှုတွေရဲ့ရလဒ်ပဲဖြစ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုဟာခန္ဓာကိုယ်ကိုတန်မာစေုံသာမကစိတ်ခံစားချက်ကိုလည်းမြင့်တင်ပေးပါတယ်။မက်စ်ကအိမ်ပြန်ရောက်တဲ့အခါအလုံးမသာမကသူ့ရဲ့ကိုယ်ပိုင်ဘဝမှာလည်းပြင်ဆင်ဖို့လိုအပ်တဲ့အရာတွေရှိနေသေးတယ်ဆိုတာကိုသိခဲ့ပါတယ်။သူတကယ်စစ်မှန်တဲ့ပြောင်းလဲမှုကိုလိုချင်ရင်သူ့ကိုပိုပြီးအားစိုက်ထုတ်နိုင်စွမ်းရှိစေမယ်။ပိုပြီးငြိမ်းချမ်းမှုပေးနိုင်မဲ့ကောင်းမွန်တဲ့အလေးအကျင့်တွေရှိဖို့လိုအပ်ပါတယ်။ပထမဆုံးအနေနဲ့မက်စ်ဟာသူနေတဲ့အခန်းကိုတန့်ရှင်းရေးလုပ်ဖို့ကြိုးစားပါတယ်။ရှုပ်ပွားနေတဲ့အခန်းကမကြာခဏဆိုသလိုစိတ်ရှုပ်မှုတွေကိုခံစားစေနိုင်တယ်ဆိုတာကိုသိခဲ့ရလို့ပါ။အဲဒါကြောင့်သူကသူ့ရဲ့စပွဲကိုရှင်းတာမျိုးအိပ်ယာခင်းအဟောင်းတွေကိုလဲပစ်တာမျိုးပြီးတော့အဝတ်ပုံတွေကိုပါလျှော့ပစ်ပြီးသူ့ရဲ့အိမ်ကိုတန့်ရှင်းနေအောင်ပြောင်းလဲပစ်လိုက်ပါတယ်။သူ့အိမ်ပိုပြီးတန့်ရှင်းလာတာနဲ့အမျှသူ့ရဲ့စိတ်ထဲမှာလည်းပိုပြီးပေါ့ပါလာတယ်လို့ခံစားခဲ့ရပါတယ်။နောက်တစ်ဆက်အနေနဲ့မတ်စ်ဟာမှတ်စုစာအုပ်တအုပ်အပေါ်မှာနေ့တိုင်းလိုက်နာနိုင်မဲ့ရှင်းလင်းတဲ့စီမံကိန်းတစ်ခုကိုချရေးခဲ့ပါတယ်။စာအုပ်ရဲ့ထိပ်ဆုံးမှာအရေးကြီးဆုံးလုပ်ငန်းဆောင်တာတွေကနေစပြီးရေးခဲ့တယ်။သူချမှတ်လိုက်တဲ့သူ့ရဲ့စီမံကိန်းကရိုးရှင်းပြီးတော့အချိန်အကြာကြီးအတွင်းမှာပထမဦးဆုံးအကြိမ်အဖြစ်မတ်စ်မှာဥတီယာရှိလာပြီလို့ခံစားလိုက်ရပါတယ်။အခုချိန်မှာတော့မတ်စ်ဟာသူ့ဘဝရဲ့အရေးပါတဲ့အစိတ်အပိုင်းများစွာကိုပြောင်းလဲခဲ့ပြီးပါပြီ။တကယ်ပြောင်းလဲမှုဆိုတာတစ်ပတ်ဒါမှမဟုတ်တစ်လအတွင်းလှုပ်ဆောင်ရုံနဲ့မဟုတ်ပဲဘဝတသက်တာလုံးဆက်လက်လှုပ်ဆောင်သွားရမယ့်အရာဖြစ်တယ်ဆိုတာသူနားလည်ခဲ့ပြီးကောင်းမွန်တဲ့အလေးချင်းတွေကိုတစ်သက်လုံးအမြဲတမ်းဆက်လက်လှုပ်ဆောင်တဲ့အခါမှဖြစ်ပေါ်လာတယ်ဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။သူဟာအားအင်အပြည့်နဲ့တက်တက်ကြွကြွရှိနေစေဖို့အတွက်ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်တဲ့အောင်မြင်မှုအတွက်အုပ်စုဖွဲ့ပြီးလှုပ်ဆောင်ခြင်းဆိုတဲ့နည်းစနစ်ကိုလည်းလေ့လာခဲ့ရပါတယ်။အလုပ်တွေကိုတစ်ခုပြီးတစ်ခုမရက်မနာလုပ်နေမဲ့အစားအလုပ်တွေကိုသေးငယ်တဲ့အုပ်စုလေးတွေအဖြစ်ခွဲထုတ်လိုက်ပါတယ်။ဥပမာအနေနဲ့သူ့မှာလုံးစရာ9ခုရှိရင်အဲ့ဒါတွေကိုအုပ်စု3ခုအနေနဲ့ခွဲလိုက်ပါတယ်။သူဟာအုပ်စုတစ်ခုချင်းစီကိုအာရုံစိုက်ပြီးတစ်ခုပြီးသွားတဲ့အခါခဏလေးအနားယူပြီးနောက်တစ်ခုကိုစတင်လှုပ်ဆောင်ပါတယ်။ဒီနီလန်းကသူ့ကိုကောင်းမွန်တဲ့စီးချက်နဲ့ပိုကောင်းတဲ့ရှားလက်တွေကိုပေးခဲ့ပါတယ်။ပိုပြီးအရေးကြီးတာကတော့ဂျာဟာသူ့ရဲ့အရေးကြီးဆုံးအလုပ်တွေကိုနေ့တစ်နေ့ရဲ့အစောပိုင်းမှာပဲအကောင်းဆုံးအာရုံစိုက်နိုင်အောင်ကူညီပေးခဲ့ပါတယ်။အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေကိုအရင်ပြီးသွားတဲ့အခါသူရှေ့ဆက်လုပ်ရမယ့်အလုပ်တွေအတွက်ပိုကောင်းတဲ့စိတ်ခံစားချက်တွေရတယ်လို့ခံစားရပြီးအဲ့ဒါတွေကိုဆက်လက်လုပ်ဆောင်ဖို့အတွက်အချိန်ဆွဲတာမျိုးမရှိတော့ပါဘူး။ဒီမှတင်းငယ်ပြီးအရေးမကြီးတဲ့အလုပ်တွေကပိုပြီးလောက်ရလွယ်ကူလာတယ်လို့ခံစားလာရပါတယ်။လှုပ်ဆောင်နိုင်မှုစွမ်းရည်ဆိုတာအလုပ်အတွေးခေါ်တွေတတ်မဟုတ်ပါဘူး။ဒါကသူဘလို့နေထိုင်လဲဆိုတဲ့လူနေမှုပုံစံနဲ့လည်းပတ်သက်နေပါတယ်။မတ်စ်ဟာနေ့တိုင်းတစ်နာရီပိုစောနိုးလာခဲ့ပြီးအဲ့ဒီအချိန်ပိုကသူ့ရဲ့လျှို့ဝှက်လက်နက်ဖြစ်လာခဲ့ပါတယ်။သူမနှက်စာကိုအေးအေးဆေးဆေးစားနိုင်တယ်၊စာအုပ်ဖတ်နိုင်တယ်၊
အာရင်းနဲ့စကားပြောနိုင်တယ်။ပြီးတော့သူ့ရဲ့တရက်တာကိုအေးအေးချမ်းချမ်းနဲ့စိတ်ငြိမ်သက်စွာစီစဉ်နိုင်တယ်။သူရုံးကိုရောက်တဲ့အခါစိတ်ဖိစီးနေမဲ့အစားအဆင်သင့်ဖြစ်နေတယ်လို့ခံစားလာရပါတယ်။ပြီးတော့ mass တင်ယူခဲ့ရတဲ့အခက်ခဲဆုံးနဲ့လွတ်လပ်မှုအရှိဆုံးအလေးချင်းတွေထဲကတစ်ခုကတော့ငင်းပယ်ခြင်းရဲ့စွမ်းအားပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ထူးဆန်းတယ်လို့ခံစားရပေမဲ့သူ့ကိုပင်ပန်းစေတယ်ဒါမှမဟုတ်ပျော်ရွှင်မှုမရှိတဲ့အရာတွေကိုညင်းဆိုလိုက်တဲ့အခါလူတွေကအံ့ဩခဲ့ကြပါတယ်။ငင်းပယ်ခြင်းဟာတကူကောင်းဆန်တာမဟုတ်ပါဘူး။ဒါဟာကိုလေးစားကြောင်းပြသခြင်းပါပဲ။သူစိတ်မပါတဲ့အရာတွေမကောင်းမှုထင်တဲ့အရာတွေကိုညင်းဆိုတဲ့အခါသူ့ကိုတိုးတက်မှုပျော်ရွှင်မှုနဲ့တကယ်အရေးကြီးတဲ့ပန်းတိုင်တွေအတွက်အချိန်ပေးလိုက်တာပဲဖြစ်ပါတယ်။ဒါဟာသူ့ရဲ့ပြောင်းလဲတိုးတက်မှုရဲ့နောက်ဆုံးအပိုင်းပဲဖြစ်ပါတယ်။အခုဆိုရင်တော့50 positive habits transform your life စာအုပ်ရဲ့အနှစ်ချုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ဒီစာအုပ်ထဲမှာတကယ်ပြောင်းလဲမှုဆိုတာကြီးမားတဲ့ရွေးချယ်မှုတစ်ခုတည်းကနေဖြစ်ပေါ်လာတာမဟုတ်ဘူးဆိုတာကိုပြသနေပါတယ်။ပြောင်းလဲမှုတိုင်းဟာကျွန်တော်တို့နေ့တိုင်းလှုပ်ဆောင်တဲ့ပေးငယ်တဲ့အလေးချင်းတွေကနေဖြစ်ပေါ်လာတာပါ။မတ်ဟာလည်းသူ့ရဲ့အတွေးတွေကိုဘယ်လိုထိန်းချုပ်ရမလဲ။စိတ်ခံစားမှုတွေကိုဘယ်လိုကျွမ်းကျင်ပိုင်နိုင်အောင်လှုပ်ဆောင်ရမလဲ။သူ့ရဲ့လူနေမှုပုံစံကိုသူယုံကြည်တဲ့တန်ဖိုးတွေနဲ့ဘယ်လိုချိန်ကြည့်ရမလဲဆိုတာကိုလေ့လာသင်ယူခဲ့ပြီးသူ့ရဲ့ခိုင်မာတဲ့လှုပ်ယူလှုပ်စင်တွေနဲ့သူ့ရဲ့အချိန်ကိုအကျိုးရှိရှိအသုံးပြုသွားခဲ့ပါတယ်။ဒီအရာတွေအားလုံးဟာပြောင်းလဲဖို့အတွက်လွယ်ကူခဲ့တာမဟုတ်ပါဘူး။ဒါပေမဲ့သေးငယ်တဲ့ခြေလမ်းတိုင်းကသူ့ကိုပိုပြီးခွန်အားတွေဖြစ်နေခဲ့ပါတယ်။ဒီခြေလမ်းတွေအားလုံးစုပေါင်းလိုက်တဲ့အခါပိုကောင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ဆိုတာကိုပြောကြားရင်းနဲ့50 positive habits transform your life စာအုပ်ရဲ့အနှစ်ချုပ်ကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။